HDA0W ရဲ့သုံးပုံသုံးလေးကြည့်ကြအောင် HDHW က diagnosis ကိုဦးစားပေးထားတယ်နော်Europe America Australia အစရှိတဲ့ကားတွေအားလုံးစမ်းလို့ရတယ်နောက်တစ်ခါ special function 42မျိုးအသုံးပြုလို့ရပါတယ်နောက်တစ်ခါ immobilizer ကို on board နေနဲ့တွားလို့ရတယ်ဂရီရောအဲတော့ကားမျိုးစုံတော်တော်များများ immobilizer on board နဲ့တွားလို့ရပါတယ်ဥပမာဆိုရင် Toyota key programming မှာ brake key smart key 2မျိုးရှိပါတယ် brake key ဆိုတော့သွားနဲ့သွားမယ် key remote တွေသွားရ identify select type နော် immobilizer နဲ့သွားမယ်ဆိုရိုးရိုး immobilizer model မြင့်ဆိုရင် 8A နဲ့သွားရင် 8A နဲ့သွားမယ် 8A နဲ့သွားခဲ့ရင်လည်းဆိုရင်တော့ခုနမသွားခင် warning diagram ကြည့်ပါ brace to Camry တို့ highlight Revo တွေအုပ်စုရင်သွားပါတယ်အဲ့ဒီအားနဲ့သွားမယ်ဆိုရင်တော့ M822 နဲ့တွဲရပါမယ်M822 ဆိုတဲ့ adapter ကဒီမှာပါဟော Revo တို့ပါတယ်ဆိုရင်ဒီခါတဲ့ ECU on board နဲ့ program အောက်မှာ program ပြီးသွင်းလို့ရပါတယ်နောက်တော့ကားမှာလည်းတက်သွင်းလို့ရပါတယ်အဲ့ဒီတိုင်းသုံးလို့ရပါတယ်ရိုးရိုး immobilizer ဆိုရင်တော့ 4C 4D G ချစ် AA စရွှင်သွားလို့ရပါတယ်နော်ကိုမသိရင် auto identify လုပ်လိုက်ရင်ရပါတယ် smart key ဆိုခဲ့ရင်တော့ smart key က any toyo နဲ့တွဲသုံးလို့ရပါတယ် any toyo ကဒီပါမယ်အဲ့တော့ any toyo ကဆိုဒီဟာနဲ့တွဲသုံးမယ်ဆိုရင်2018ရဲ့အထက်မှာ any toyo နဲ့တွဲသုံးတယ်2018မသုံးရင်တော့ cancel လုပ်ပါ auto identify select bind type နော်အဲ့တော့ smart Oculus လား smart system လား Taiwan Taitu တွေအသုံးပြုလို့ရပါတယ်နောက် on board မသွားခြင်းမူ IC ခွာပြီးသွားခြင်းနဲ့ဆိုရင် IC ဖက်ခြင်းနဲ့ဆိုရင် e-front adapter ကိုရွေးရပါတယ်နော် e-front adapter နဲ့အသုံးပြုလို့ရနိုင်ပါတယ်နောက် e-front adapter ကဒီပါမယ်အဲ့တော့ e-front မှာ MCU လား e-front ဆို e-front only ပေါ့ KC လား adapter လားနှစ်မျိုးသုံးလို့ရပါတယ်ဒီလို adapter နဲ့သုံးလို့ရတယ်လို့နော် KC 501နဲ့လည်းတွဲပြီးတော့အသုံးပြုနိုင်ပါတယ် KC 501ဒါပါနော် okay တော့ဆို e-front adapter နဲ့တွဲသုံးတာလေးပြပါမယ် 93C ဒါ 93C စစ်ပါ e-front e-front ကို select မှတ်ပါဆိုတော့ A ဆိုတော့ select မှတ်မယ်ဆိုရင် okay နေပါ okay override edit လုပ်မယ်ဆိုရင်ဒီမှာအဲ့တော့ DIC e-front 93C ရဲ့ဟာကို bin file programmer ဖြင့်သုံးလို့ရတယ်နောက်ဒီမှာ MCU သုံးမယ်ဆိုရင်တော့ rewrite chip ECU လဲတဲ့အခါနောက် 4 တွေဆိုရင် desktop VCN တွေလဲမယ်ဆိုရင် defresh press တွေမလုပ်သေးခင်မှာ operation instruction ကိုဖတ်ပါ KC 501နဲ့တွဲမှသာလည်းရပါမယ် KC 501နဲ့တွဲဆို KC 501ရော VCN တွေလဲတဲ့အခါအဲ့ဒီ KC နဲ့တွဲပြီးတော့ဒီ HDA002 ဆိုတဲ့ adapter နဲ့ချိတ်ဆက်မယ်ဆိုရင်တော့ဒီကနေပြီးတော့ program ထုတ်လို့ရတယ် copy ကူးလို့ရတယ် immobilizer နဲ့ပတ်သက်တယ်ဒါ KC 501ကိုသုံးတာပါHDA0W wireless နော် VCN interface နဲ့ချိတ်တဲ့ဟာလေးရန်သုံးဝင်တဲ့အကြောင်းပြကြလိုက်ခြင်းဖြစ်ပါတယ်ဗျာအားလုံးကြပါပါစေချမ်းသာပါစေ